လွေနင်းကိုအခုလိုသတိပေးစကားဆိုလိုက်တဲ့အဆိုတော်ယုံလေးအားလုံးပဲမင်္ဂလာပါမာရပန်ပရိသတ်တို့ရေအဆိုတော်ယုံလေးကတော့အလှမဲ့လောကမှာကိုယ့်ရုပ်ကာယလုံနေတဲ့လွေနင်းကိုတရားစွဲရမယ့်သဘောနဲ့သတိပေးလာခဲ့တာပါလွေနင်းဆိုတဲ့သူကတော့ Mr. Man မသိ Miss Man မသိဟိုပြိုင်ဒီပြိုင်နဲ့လုံနေသူတူပါအစပိုင်းမှာတော့လွေနင်းက Mr. Tourism Global ပြိုင်ပွဲမှာလူအနှဲငယ်နဲ့ရှင်ပြိုင်ပြီး Winner Crown ကြီးကိုအရယူခဲ့တာပါပြိုင်ပွဲဝင်10ယောက်မပြည့်တဲ့ပြိုင်ပွဲမှာဝင်းနာဖြစ်ခဲ့လို့လွင်နင်းကိုတယောက်တည်းပြိုင်ပြီးတယောက်တည်းနိုင်နေတယ်လို့ဝေဖန်ခဲ့ကြပါတယ်။လွင်နင်းကတော့မမှုပဲပြိုင်ပွဲအစကတည်းကပွဲစဉ်တစ်လျှောက်လုံးမှာမြန်မာကိုစားပြုအနေနဲ့သူ့ကိုယ်သူဂုဏ်ယူဝင်ကြွားခဲ့တာပါ။မြန်မာအလံတကားကနေအများမျက်စိနှောက်အောင် post တင်လိုက်မြန်မာအလံခြုံပြီးသွားလာလိုက်နဲ့ပြုတ်မှုနေထိုင်ခဲ့တာပါ။ဒီလိုကနေလွင်နင်းတယောက်လိုင်းချောင်သွားပြန်ပါတယ်ရှင်။ Mr. တယောက်ဖြစ်နေကိုယ်တိုင်ခံယူထားပြီးမှ Miss ပြိုင်ပွဲကိုဝင်လာခဲ့တာပါ။ Miss တယောက်လိုပြုတ်မှုနေထိုင်ပြီးမျက်ရတနာစိုးစီမှာတော့ခက်ဝါ training ကိုယူခဲ့ပါတယ်။ Miss ပွဲကိုလည်း Mr. ပွဲလိုပွဲအတုတွေကိုပြိုင်ရင်းနဲ့သူ့ကိုယ်သူဝင်းနာတယောက်ဖြစ်သတ်မှတ်ထားတာပါ။ Crown အတုတွေကိုဝဲပြီးထုံးစံအတိုင်းမြန်မာအလံတကားကနေမျက်စိနှောက်ပြုတ်မှုလာပြန်ပါတယ်။နိုင်ငံခြားကိုလည်းကုချီတန်းချီသွားလာလိုက်နဲ့တကယ်အလှမဲ့တွေတောင်သူ့လိုမဟုတ်ပဲတည်တည်ငြိမ်ငြိမ်ရှိလာတာပါ။လွင်နင်းကတော့မြန်မာကိုစားပြုဆိုတဲ့ဂုံပုတ်ကိုပါဇက်ဖျားကမချစရန်ပောက်ခရတွေလှုပ်ဆောင်နေခဲ့ပါတယ်။လွင်နင်းအနေနဲ့ဒီလိုတွေပြုတ်မှုတာကမြန်မာအလံနဲ့နိုင်ငံကိုမလေးမစားလှုပ်ဆောင်တယ်လို့အများကယုံကြည်ထားကြတာပါ။လွင်နင်းရဲ့အပြုတ်မှုတွေကအရှက်ရစေလို့မြန်မာနိုင်ငံသားလို့ပြောရမှာတော့မလိုလားကြပါဘူးရှင်။တဖြည်းဖြည်းနဲ့ဗရုပ်ကျလာတဲ့လွင်နင်းကတော့အခုဆိုရင်တရားစွဲခံရနိုင်ခြေရှိနေကြတာပါ။အဆိုတော်ယုံလေးကတော့လွင်နင်းတယောက်ကိုယ့်ရုပ်ကာယလုံနေခဲ့မယ်ဆိုရင်အဲဒီကနေအကျိုးဆက်တစ်ခုခုခံရလိမ့်မယ်လို့သတိပေးလာခဲ့တာပါ။ဒီအကြောင်းတွေကို post တင်လာခဲ့ကယုံလေးရဲ့ပြောစကားအရလွင်နင်းတယောက်အရေးယူခံရပြီလို့တောင်ယူဆနိုင်ခြေရှိပါတယ်။တော်တော်များများကိုစိတ်ဆင်းရဲအောင်လုပ်ပြီးဘယ်သူမှကိုစားမပြုပဲနိုင်ငံကိုစားပြုဆိုကရှောက်ပြိုင်နေတဲ့ဇလန်းတွေပြီးသွားပြီလို့ယုံလေးကသတိပေးခဲ့ပါတယ်။ဒါအပြင်လွင်နင်းတယောက်ပြည်ပထွက်ခွင့်ပါအပိတ်ခံရတယ်ဆိုတဲ့သဘောနဲ့လည်းသတင်းပေးလာသေးတာပါမြန်မာအလံနိုင်ငံကိုအလွဲသုံးစားလုပ်နေတာမလို့လွင်နင်းရဲ့အပြုတ်မှုတွေကိုသက်ဆိုင်ရာတွေကလည်းလက်မခံတော့ပါဘူးမြန်မာနိုင်ငံနဲ့အလံကိုအသုံးချခွင့်လုံးဝမရှိတော့ဘူးဆိုပြီးလေယုံလေးကပြောလာခဲ့တာဖြစ်ပါတယ်ဒီသတင်းကအတိအကျဟုတ်မဟုတ်တော့မသိရပေမဲ့ယုံလေးကတော့အခိုင်အမာကိုပြောလာတာပါရှင်ယုံလေးကိုလည်းပရိသတ်တွေကသဘောမကျကြပေမဲ့လွင်နင်းကိုတော့ပို့ပြီးကြည့်မရတာကြောင့်ယုံလေးရဲ့သတင်းအတွက်ဝမ်းသာအားရဝန်းရံအားပေးကြတဲ့အထိပါပဲလွင်နင်းရဲ့ပောက်ခရအမှုအချက်တွေကနိုင်ငံကိုပါထိပါလာတာကတကယ်တော့မဖြစ်သင့်လှပါဘူးနော်တယောက်တည်းဗရုပ်ကြလို့တော့ရပေမဲ့အခုလိုထိပါလာတာမျိုးကိုသဘောမကျတာကြောင့်တိုင်တန်းသူတွေလည်းပေါ်လာတယ်လို့ဆိုရမှာပါလွင်နင်းရဲ့ပောက်ခရအမှုအချက်တွေကိုအမြင်ကပ်နေသူတွေအတွက်တော့အခုလိုရေးယူခံရတဲ့အပေါ်ဝမ်းသာနေကြတာဖြစ်ကောင်းထပ်မံကိုယ့်ရုပ်ကာယမလုပ်ဖို့ကိုလည်းမျှော်လင့်နေကြတာဖြစ်ပါတယ်ကြည့်ရှုနေတဲ့ပရိသတ်တို့အနေနဲ့ရောလွင်နင်းကိုပြည်ပထွက်ခွင့်ပိတ်ပြီးရေးယူလိုက်တဲ့အပေါ်ဘလို့ထင်မြင်မိလဲဆိုတော့ခွမ်းမမှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ celebrity အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ပြီး YouTube channel ကို like and subscribe လေးလုပ်ပေးခဲ့ပါအောင်ရှင်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ